မင်္ဂလာပါ Our Stories Channel ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ OCBC ဘဏ်နဲ့ UOB One Account ရဲ့ကွာခြားချက်ကလေးတွေကို sharing လုပ်ပေးမှာဖြစ်ပါတယ်ဘယ်ဘဏ်မှာစုလို့ရှိရင်ဘယ်ဘဏ်မှာကိုယ့်ရဲ့လစာကဝင်လာလို့ရှိရင်အတိုးများများရမလဲပေါ့နော်အဲ့ဒီဟာကို sharing လုပ်ပေးမှာဖြစ်ပါတယ်ကျမတို့အကြမ်းမြင့်တည်ထားတာကတော့ဒါ OCBC အကောင့်ဖွင့်ထားရဲဆိုလို့ရှိရင် OCBC 360အကောင့်ပေါ့နော်အဲ့အကောင့်ဖွင့်ထားရဲဆိုလို့ရှိရင်လစာအနည်းဆုံး1800ရတယ်ဆိုလို့ရှိရင်အတိုးနှုန်းရမယ်ပေါ့နော် UOB One အကောင့်ကကြတော့လစာ1600အနည်းဆုံးဝင်လာမယ်ဆိုလို့ရှိရင်အတိုးနှုန်းစရမှာဖြစ်ပါတယ်နောက်တစ်ခါကြတော့ဒါ OCBC မှာဆိုလို့ရှိရင်တော့သူက saving လုပ်မယ်ဆိုရင်ဒါ saving အတွက် interest ရမယ် spend လုပ်မယ်ဆိုလို့ရှိရင် spend အတွက် interest ရမယ်ပေါ့နော်ဒီမျိုးရှိတယ်ဒါ UOB မှာဆိုရင်တော့ UOB မှာကျတော့ဒါ saving အတွက်သူကဒါinterest မရှိဘူးပေါ့နော် save လုပ်စရာမလိုဘူးsave မလုပ်တဲ့နဲ့ကွာ spend လုပ်မယ်ဆိုလို့ရှိရင်အဲ့အတွက်interest ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုအတူတူဒီ UOB နဲ့ OCBC ဘဏ်နှစ်ခုမှာရဲ့ကွာခြားချက်ကလေးတွေကိုအတူတူလိုက်ကြည့်ကြပါမယ်အဲ့တော့ UOB One account ကလည်းပဲဒါစင်ကာပူမှာရှိတဲ့ဒီဘယ်သူမဆိုဆိုတာဒါ valid pass ခိုင်းထားတဲ့သူတွေပေါ့နော်အဲ့ဒီလူတွေဖွင့်လို့ရတယ်သူကတော့ဒီမှာကြီးထားတာကစင်ကာပူဒေါ်လာ3သိန်းခွဲစုမယ်ဆိုလို့ရှိရင်တစ်နှစ်ကို4950ရှာမယ်လို့သူကရှိထားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာထုံးစံအတိုင်းပဲcalculate လုပ်ကြည့်ကြမယ်ပေါ့နော်ဒီမှာတော့ဒါကိုအသေးစိတ်ကြည့်လို့ရတယ်ပထမဦးဆုံး9000ခွဲစုထားတယ်ဆိုလို့ရှိရင်သူက 0.65% အတိုးနှုန်းရမယ်အဲ 0.65% ကဘယ်ပေါ်မှာမူတည်ပြီးရမှာလဲဆိုတော့ကွာဒီ UOB card ကိုသုံးပြီးတော့အနည်းဆုံး900သုံးပေးမယ်ဆိုလို့ရှိရင်ဒါ 0.65% ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ 1.5% ရမယ်တဲ့ 1.5% ကကြတော့ခုနလိုပဲအနည်းဆုံး900သုံးပေးမယ်ပြီးသွားလို့ရှိရင် Jayo debit transaction သုံးခုလုပ်ပေးမယ်ဆိုရင် 1.5% ရမယ်ပေါ့နောက်တစ်ခု 2.3% ကကြတော့အနည်းဆုံး900သုံးမယ်ပြီးသွားလို့ရှိရင်လစာကိုဒီဂျာယူကနေဝင်လာမယ်ဆိုလို့ရှိရင် 2.3% ရမယ်ပေါ့နော်အဲ့တော့ကျမတို့ဒီမှာအသေးစိတ်ကိုတစ်ခါတည်းပဲဒီမှာတွက်ကြည့်ကြမယ်ပေါ့နော်ကိုကအနည်းဆုံးဒါ900 spend လုပ်မယ်လစာကအနည်းဆုံး1600ကိုအကောင့်တွေကိုဝင်လာမယ်ဆိုလို့ရှိရင်သူကဘယ်လောက်ရမလဲဆိုလို့ရှိရင်238ဒေါ်လာရပါမယ်ဒါကတစ်နှစ်မှာရတဲ့ပတ်စံပေါ့နော်238ဒေါ်လာဆိုတာကသူကဒီ200ကို cash rebate ပြန်ပေးတာပေါ့200 cash rebate ပြန်ပေးတဲ့အတွက်ကြောင့်မို့လို့သူကတစ်နှစ်ကို238ဒေါ်လာရမှာဖြစ်ပါတယ်အဲ့တော့တစ်လဆိုလို့ရှိရင်တော့19ဒေါ်လာပေါ့နော်19ဒေါ်လာဒါရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဘဏ်ထဲမှာအနည်းဆုံး1000ရှိမယ်ပေါ့နော်1000ရှိမယ်ဆိုလို့ရှိရင်ဒါတစ်နှစ်ကို430ရပါမယ်တစ်နှစ်ကို430ဆိုလို့ရှိရင်တစ်လဆိုလို့ရှိရင်ဒါ35ဒေါ်လာရမှာဖြစ်ပါတယ် OCBC ကကြတော့ကော OCBC မှာကကြတော့1000ရှိရဆိုလို့ရှိရင်ဒီကဘယ်လောက်ရမလဲဆိုလို့ရှိရင်တစ်လကို23ဒေါ်လာရမယ်အဲ့တော့ဒါ1000ရှိရဆိုလို့ရှိရင်1000ရှိတာချင်းတူတယ်ဆိုလို့ရှိရင်เนาะဒါUOB account ကဒါပို့ပြီးတော့ရတဲ့သဘောဖြစ်တာပေါ့နော်တသိန်းရှိရဆိုရင်ရောတသိန်းရှိရဆိုလို့ရှိရင်သူကတစ်နှစ်ကို2885ဒေါ်လာရမယ်တဲ့ဆိုတော့တစ်လဆိုလို့ရှိရင်239ဒေါ်လာဖြစ်ပါတယ်အဲ့ဒါဆိုရင် OCBC ကရော OCBC ကကြတော့280ဒေါ်လာဆိုတော့ဒါ280ဒေါ်လာเนาะဒါ UOB က239ဒေါ်လာโอเคတသိန်းဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါ OCBC ကပို့ပြီးတော့ရှားတဲ့သဘောပေါ့เนาะ UOB ကတော့ပို့ပြီးတော့နေတယ်နောက်တစ်ခုကโอเคတသိန်းခွဲဖြစ်သွားပြီတသိန်းခွဲစုတယ်ဆိုလို့ရှိရင်တသိန်းခွဲဆိုလို့ရှိရင်9150ရပါမယ် UOB က9150ဆိုတာတစ်နှစ်ကိုရမယ်ပတ်စံအဲ့တော့တစ်လမှာဆိုရင်429ဒေါ်လာရပါမယ် OCBC ကရောဘယ်လောက်ပေးမလဲကြည့်ရအောင် OCBC ကတော့282ဒေါ်လာပဲပေးပါအောင်မယ်အဲ့တော့တသိန်းခွဲဖြစ်သွားပြီဆိုလို့ရှိရင်เนาะဒါ UOB မှာစုတင်တယ်ပေါ့နော်
OCBC မှာမဆို OCBC ကပို့ပြီးတော့နေတယ်ပေါ့ okay 2သိန်းခွဲဖြစ်သွားပြီဆိုရင်ရောအထူးလေပေါ့နော်2သိန်းခွဲဖြစ်သွားပြီဆိုလို့ရှိရင်တော့ဘာရမလဲဆိုတော့ OCBC က2သိန်းခွဲဖြစ်သွားပြီဆိုရင်$483အနည်းဆုံးရပါမယ် UOB ရော UOB ကတစ်နှစ်မှာ$9,200ဆိုတော့နှစ်မှာ$9,200ဆိုတော့တစ်လကို$433ရမယ်အဲ့တော့2သိန်းခွဲ2သိန်းခွဲဖြစ်သွားပြီဆိုလို့ရှိရင်ဒါ OCBC ကဒါပို့ပြီးတော့ရတဲ့သဘောပေါ့နော်အဲ့တော့ခုမှရှိတဲ့ budget ပမာဏပေါ့နော်ခုမှဘယ်လောက်ရှိလဲဒီရှိတဲ့ပမာဏကိုဘယ်လောက် save လုပ်လဲပေါ့နော်အဲ့ဒီပမာဏပေါ်ကိုမူတည်ပြီးတော့ဒီ UOB 1 account မှာကိုယ့်ရဲ့ပတ်စံကိုဝင်လာစီမလားဒါမှမဟုတ်လို့ရှိရင် OCBC 360 account ကိုသုံးမလားပေါ့နော်အဲ့ဒါကကိုယ့်ရဲ့ budget ပေါ်မှာမူတည်ပြီးတော့ဒါဆုံးဖြတ်ရမှာဖြစ်ပါတယ်နောက်ပြီးကြတော့သူတို့ဒီဘန်တွေကတစ်နှစ်နဲ့တစ်နှစ်ကလည်းဒါအတိုးနှုန်းတွေကပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအများနဲ့ဒါမျက်ခြေမပြတ်လေ့လာနေရမှာဖြစ်တယ်ပေါ့နော်ဒါကတော့အခုဒါဒီ video recording လုပ်နေတဲ့ကာလမှာပြီးထားတယ်ဒီ UOB နဲ့ OCBC ရဲ့ဒါအတိုးနှုန်း range တွေဖြစ်ပါတယ်အဓိကဆုံးဖြတ်ရမှာတော့ကိုမှာရှိတဲ့ဒီ budget ပမာဏပေါ့နော်ကိုသုံးမဲ့ budget ကို save လုပ်မဲ့ budget ပမာဏကိုမူတည်ပြီးတော့မှဘယ်ဘန်မှာစုမလဲဆိုတဲ့ဟာကိုဒါဆုံးဖြတ်ရမှာဖြစ်တယ်ပေါ့နော်။ခုနကပြောသလို3သိန်းခွဲစုမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ budget က3သိန်းခွဲလောက်ရှိရဆိုလို့ရှိရင်တော့ဒါ UOB ကပို့ပြီးရတယ်။ကိုယ့်ရဲ့ budget က2သိန်းခွဲဖြစ်သွားပြီဆိုလို့ရှိရင်ဒါ OCBC ကပို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သုံးရမယ့် spend လုပ်ရမယ့် amount ကတော့အတူတူပဲနှစ်ခုလုံးကတော့900စီသုံးပေးရမယ်ဒါပေမဲ့ဝင်လာတဲ့လစာကတော့ OCBC ကအနည်းဆုံး1800ဖြစ်ဖို့လိုပြီးတော့ UOB ကတော့1600ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးကွာခြားချက်ကလေးတွေတော့ရှိတယ်ဆိုတော့သူတို့နှစ်ခုရဲ့ကွာခြားချက်ကလေးတွေကိုပြောပြခြင်းဖြစ်ပါတယ်အဆင်ပြေမယ်လို့ယုံကြည်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံပါမယ်